တရားနာမည်ပေးထားတယ်တရားနာမည်ပါတယ်တော့ပါတယ်နာစီခြင်းနဲ့တရားများများဗျာနာစီခြင်းနဲ့တရားများများဆိုတဲ့တရားကိုဟောကြားနာကြရအောင်ဘုဒ္ဓဘုဗံဘိက္ခဝေယမတရိညောဣဒတဝတိယေကိရဘောလောကေဘာဗဂနိအကုသလနိကမနိကရွန်တိတေဧဝရူပဝိဝိဒကမ္မကရဏကရိယတိမြတ်စွာဘုရားကဘိက္ခဝေရှင်သန်ရှင်သမီးတို့ဘုဒ္ဓဘုဗ္ဗံကိရရှင်၌ဖြစ်ဘူးဒီကယမတရိညောယမမင်းကြီးဤဝါယမမင်းကြီးအားဣဒံဤသို့သောအကြံသည်အဟောတိဖြစ်ခဲ့ပါလိမ့်မည်ဂိမ်းအဟောတိဘယ်သို့ဖြစ်သနည်းမူကားဘောဟုအရှင်တို့ရေခြင်းပုဂ္ဂိုလ်တ attva တို့သည်လောကီဟရိလောကကြီးထဲ၌ပါပကံယုံမှကုန်သောအကုသလနိအကုသိုလ်ဖြစ်ကုန်သောကမ္မနိကံတို့ကိုကရွန်တိပြုကြပါပေကုန်၏တေထိုမကောင်းမှုအကုသိုလ်ကံတို့ကိုပြုကြကုန်သောပုဂ္ဂိုလ်တို့သည်ဧဝတိဝါယိသောသဘောရှိကုန်သောဝိဝိဒအထူးထူးပြပြများပြကုန်သောကမ္မကာရကံညံပန်နေစေခံရခြင်းတို့ကိုညံပန်နေစေခြင်းအမျိုးမျိုးတို့ကိုကရိယံဒီခံကြရပါပြီကုန်၏ကရိယံဒီပြုလုပ်ခံရပါပြီကုန်၏ဣတိဣသောဣတံဣသောသောဉာဏ်သည်အဘောတိဖြစ်ခဲ့ပါပြီတည်းမြတ်စွာဘုရားကရှင်သာရှင်သမီးတို့ဘုဒ္ဓပုဗ္ဗံရှေးတုန်းကဖြစ်ခဲ့ဘူးတဲ့ရှေးတုန်းကဖြစ်ခဲ့ဘူးရှေးတုန်းကဖြစ်ခဲ့ဘူးတဲ့ဘယ်လိုဖြစ်ခဲ့တာလဲယမမင်းကြီးမှာအကြံအစီအတွေ့အခေါ်ဖြစ်ခဲ့ပါတယ်အဲ့တော့ဒုတိယနာပရိသတ်ယမမင်းကြီးဆိုတာကြားဘူးလားဟုတ်ပါဘူးမြင်ရောမြင်ဘူးလားမြင်ဘူးနော်အဲ့တော့ယမမင်းကြီးကတတိသောကံမှာကြံစီတွေးခေါ်မိတယ်အဲ့တော့ဒုတိယနာပရိသတ်ယမမင်းကြီးဟာယမမင်းကြီးရဲ့အကြောင်းသိဖို့မလိုဘူးလားမှန်ပါဗျာလိုတယ်ဒုတိယနာပရိသတ်ယမမင်းကြီးဟာဝေဘာတိကပိတ္တာမျိုးဘာပိတ္တာမျိုးဝေဘာတိကပိတ္တာမျိုးတဲ့ဒုတိယနာပရိသတ်ဘာဖြစ်လို့ယမမင်းကြီးဖြစ်နေရတယ်လေလူဘဝတုန်းကမိတ္တကကုသိုလ်အကုသိုလ်ကိုပြုခဲ့လို့ဘာကုသိုလ်ကိုပြုခဲ့တယ်ရောပြန်းတဲ့ကုသိုလ်နဲ့အကုသိုလ်ရောပြန်းတဲ့အမှုကိုပြုခဲ့တဲ့အတွက်ကြောင့်ယမမင်းကြီးဖြစ်ရအဲ့တော့ဒုတိယနာပရိသတ်မိတ္တကကုသိုလ်ဆိုတာဘယ်လိုဟာလဲလို့ဆိုတော့ဒုတိယနာပရိသတ်တွေအလူမလူလားမှန်ပါဗျာရှင်ပြုယဟန်တန်တွေမလုပ်ဘူးလားမှန်ပါဗျာအဲ့ဒီလိုလုပ်တဲ့အခါမှာနွားရိသကျက်တိသဝတ္တိသပြီးတော့မလူဘူးလားမှန်ပါဗျာအဲ့လိုလူတဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားရှိပါဗျာယမမင်းကြီးဟာလူဘဝတုန်းကကုသိုလ်ကိုအကုသိုလ်ရောတဲ့
အမှုကိုပြုခဲ့တယ်အဲ့ဒီလိုပြုခဲ့တဲ့အတွက်ကြောင့်ယမမင်းကြီးဖြစ်ရတာဒုတိယနာပြိတ္တာအဲ့တော့တကယ်တော့စာရင်းမှာဓမ္မိကိုတဲ့ယမမင်းကြီးဟာတရားဆောင်တဲ့မင်းပါဘာဆောင်တဲ့တရားဆောင်တဲ့တခါတခါမှာယမမင်းကြီးဟာနတ်ပြည်မှာနတ်ဘုံမိမ့်မှန်ကြီးနဲ့နတ်ဥယျာဉ်ပန်းပန်းပရိသပင်နေနဲ့နတ်စည်းစိမ်ကြီးကိုတခါတလေမှခံစားရပါတယ်ကုသိုလ်ကံကြောင့်တခါတခါမှကြတော့သူ့ရဲ့မကောင်းတဲ့အကုသိုလ်ကံကိုကံရဲ့အကျိုးတရားတွေကိုခံစားရတယ်အဲ့တော့ဒုတိယနာပြိတ္တာယမမင်းကြီးကဝေမာနိကပြိတ္တာမျိုးအဲ့တော့ယမမင်းကြီးရဲ့အလုတ်ကဘာလို့ရလဲလို့ဆိုတော့နေရပြည်ရောက်လာတဲ့လူတွေကိုပုဂ္ဂိုလ်တွေကိုစစ်ဆေးရတဲ့အလုတ်ဒီယမမင်းကြီးရဲ့အလုတ်နေရပြည်ရောက်လာတဲ့ပုဂ္ဂိုလ်တွေကိုစစ်ဆေးရအဲ့ဒီတော့ဒုတိယနာပြိတ္တာစာမှာပြထားတာကယမမင်းဧကောနာဘောတိတယောက်တည်းမဟုတ်ဘူးတဲ့ယမမင်းကတယောက်တည်းဟုတ်ရတာမဟုတ်ဘူးတဲ့ဘုရားကစတုတုဒွါရီတုငရဲပြည်ကိုဝင်ပေါက်တကားလေးမုတ်ရှိတယ်တကားဘယ်နှမုတ်လေးမုတ်ပါဗျာအဲ့ဒီလေးမုတ်ဆိုတော့ဒုတိယနာပိဋကစတ္တရောဇနာဟွန်တိယမမင်းကြီးဟာ၄ယောက်ရှိယမမင်းကဘယ်နှယောက်ရှိ၄ယောက်ရှိဒုတိယနာပိဋကအဲ့တော့ယမမင်းကြီးဟာအဲ့ဒီလိုတနေ့တည်းတည်ပြီးတော့ရောက်လာတဲ့ပုဂ္ဂိုလ်တွေကိုအပြစ်ရှိလို့ရှိရင်အပြစ်ပေးရတယ်အပြစ်မရှိဘူးဆိုရင်ဒုတိယနာပြိတ္တာလွတ်ပေးရတယ်အဲ့တော့အပြစ်ရှိတဲ့ပုဂ္ဂိုလ်တွေကိုနေတိုင်းယမမင်းကြီးကအပြစ်ပေးရတယ်အဲ့ဒီလိုအပြစ်ပေးခဲ့ခါကြတော့အမေကယ်ပါအဖေကယ်ပါအော်မြည်တန်းပြီးတော့ညင်ပါနှိမ့်ဆက်ခံနေရတဲ့ငရဲသားတွေကိုယမမင်းကြီးမမြင်ရဘူးလားမြင်ရပါဗျာသူကိုယ်တိုင်အပြစ်ပေးနေတာမြင်ရတယ်အဲ့တော့နေ့တိုင်းယမမင်းကြီးကဓာရီကိုမြင်နေတွေ့နေရတဲ့အခါကျတော့ယမမင်းကြီးမှာဘာဖြစ်လာလဲဆိုတော့တန်ဝေကဖြစ်လာတယ်ဘာဖြစ်လာလဲတန်ဝေကဖြစ်လာတယ်အဲ့တော့ဒုတိယနာပရိသတ်ယမမင်းနဲ့ပတ်သက်ပြီးတော့တရားမင်းမှာလက်နဲ့ရှိတယ်တရားမင်းလက်နဲ့ကဘာလက်နဲ့လဲဝရဇိလက်နဲ့နော်ဝရဇိလက်နဲ့အာလဝကဘလူရဲ့လက်နဲ့ကပါလေတန်လျက်ဘာလဲတော့တန်လျက်ပါဗျာတန်လျက်အဲ့တော့ယမမင်းကြီးရဲ့လက်နဲ့ကြတော့ဒုတိယနာပြိတ္တာယမမင်းကြီးဟာစိတ်ဆိုးဒေါသဖြစ်ပြီးတော့ကြည့်လိုက်လို့ရှိရင်အဲ့ဒီအကြည့်ခံရတဲ့ပုဂ္ဂိုလ်ပြာကျသွားတယ်။ဘာကျသွားလဲ။ပြာကျတာပါ။ဒေါသမျက်လုံးနဲ့ကြည့်လိုက်အဲ့တော့မျက်လုံးဆိုတဲ့အဲ့ဒီမျက်လုံးလက်နဲ့ယမမင်းကြီးမှာရှိတယ်ဘယ်လိုမှရှိတယ်ယမမင်းကြီးမှာရှိတယ်အဲ့တော့ဒုတိယနာပြိတ္တာအဲ့ဒီလိုနေတိုင်းအပြစ်ရှိတဲ့ပုဂ္ဂိုလ်တွေကိုအပြစ်ပေးနေရတဲ့အတွက်ကြောင့်ယမမင်းကြီးတန်ဝေကကြီးရလာပါလေတန်ဝေကဆိုတာဘာလဲဆိုတော့ထိတ်လန့်တာတန်ဝေကဆိုတာဘာလဲထိတ်လန့်တာပါဗျာထိတ်လန့်တာဘယ်လိုလုံးထိတ်လန့်တာယမမင်းကြီး
နေ့တိုင်းသူ့အလုပ်ကအပြစ်ရှိတဲ့ပုဂ္ဂိုလ်တွေကိုပြစ်ပေးရတယ်အပြစ်မရှိတဲ့ပုဂ္ဂိုလ်တွေကိုလွတ်ပေးရတယ်အဲ့ဒါဒီယမမင်းကြီးရဲ့အလုပ်ပဲဘုရားနာပြိယမမင်းကြီးရဲ့အလုပ်နော်အဲ့တော့နေ့တိုင်းအဲ့ဒီလိုအပြစ်တွေပြီးတော့တန်ဝေကဆိုတဲ့ထိတ်လန့်ခြင်းတွေဖြစ်လာတဲ့ယမမင်းကြီးကအိုးအရှင်းလို့ခေါ်ဒီလောကကြီးထဲမှာရှိနေကြတဲ့ပုဂ္ဂိုလ်တ attva တွေဟာမကောင်းမှုအကုသိုလ်တရားတွေကိုပြုလုပ်ကြတယ်ထိုမကောင်းမှုအကုသိုလ်တရားတွေကိုပြုလုပ်ကြတယ်ပုဂ္ဂိုလ်တ attva တွေကိုအပြစ်ပေးရဲ့အခါကျတော့အဲ့ဒီမကောင်းမှုအကုသိုလ်ရဲ့အကျိုးတရားဖြစ်တဲ့ညင်ပန်းနေတဲ့တဲ့အမျိုးမျိုးတို့ကိုကရိယန်တိပြုလုပ်ခံရပါပေကုန်၏လို့ယမမင်းကြီးကစဉ်းစားတွေးခေါ်တာအကြံဖြစ်ငါမှနေတိုင်းဒီအပြစ်ပေးတဲ့လုပ်ဒီအလုပ်ဒီပေါ်မြင်တဲ့နေတဲ့ငရဲခံရတဲ့ပုဂ္ဂိုလ်သတ္တဝါတွေတွေ့တဲ့အခါယမမင်းကြီးကတောင်းတချက်5မျိုးကိုသူတောင်းတလာတယ်တောင်းတချက်ဘယ်နှမျိုးလို့5မျိုးပါဗျာ5မျိုးဘယ်သူတောင်းတလာတော့5မျိုးတောင်းတလာပါအဲ့တော့ဒုတိယသပရိသတ်ခုနကယမမင်းကိုကြားတော့ကြားဘူးတယ်မို့လားဟုတ်ပါဗျာတွေ့တော့မတွေ့ဘူးမို့လားတွေ့ပါဗျာဘုရားဒီပါလေဇေဒီဒီပါလေသွားမခုဘူးလားတွေ့ပါဗျာအဲ့မှာပကြီးဒီပါလေဆွဲထားတာမတွေ့ဘူးလားတွေ့ပါဗျာအဲ့တော့ယမမင်းတွေ့ဘူးလားပကြီးထဲမှာလေဘုရားကူတဲ့ခါကျတော့ပကြီးကားထဲမှာတွေ့ဘူးတာကိုဒုတိယနာပရိသတ်အဲ့တော့ဒုတိယနာပရိသတ်ကိုယမမင်းနဲ့ပတ်သက်ပြီးပြောဦးမယ်ကိုတော်ကရွာနေရွာကြားမှာဘုန်းကြီးတစ်ပါးကိုကြောင်းထိုင်ပြင့်တာပါပြင့်တာအဲ့ဒီကြောင်းထိုင်ပြင့်တာတော့ကြောင်းထိုင်ပြင့်ပြီးတော့ဘုန်းကြီးကြောင်းထိုင်ကစားပြည့်တဲ့ခါကျတော့ဆွန်းနေကိုယ်ကဘုရားဘုပေါ်များနေတာပေါ့ကိုယ်ကဘုဒီဘုနဲ့တောင်ရွာနဲ့မြောက်ရွာကြားမှာဘုန်းကြီးကြောင်းဆိုတော့ကျောင်းတိုင်းဘုန်းကြီးအသက်ပြည့်ပြီးတော့အာဂန္တုအသက်9ရက်အာဂန္တုဆိုတာဧည့်သည်ပြောတယ်9ရက်နဲ့ကြော်ရင်သူများရင်တွားတဲ့ရင်မကောင်းတော့နော်ရွှေဧည့်သည်ကနေငွေဧည့်သည်ကနေပါဖြစ်သွားဖြစ်သွားလိမ့်မယ်နော်ဒါကြောင့်အာဂန္တုသက်9ရက်ဆိုတော့9ရက်လည်းပြည့်ပြီးရောနေရွာလုံးတွေကမှဆုံးမပို့တဲ့အခါကျတော့ဘုန်းကြီးမှဆုံးကွန်းရှားပါတော့ဘုန်းကြီးကစိတ်ဆိုးပြီးတော့ဒုတိယနာပြိတ္တာတဲ့အိမ်တယောက်ရွာတွေကလူတွေမလာမနေရကိုတော်ကဒုတိယနာပြိတ္တာဘုန်းကြီးအမိတ်ရွာလုံးတိတ်တယ်ကိုတော်ကမကြောက်ဘူးလားဟုတ်ပါဗျာအခုတော့ကြောက်သေးတယ်ဟုတ်ပါဗျာဟုတ်ပါဘုန်းကြီးအမိတ်ရွာလုံးသိမ်းဆိုတော့တိမ်တယောက်လာတာပေါ့အဲ့လိုလာတဲ့ခါကျတော့ဒုတိယနာပြိတ္တာတကားတို့တဲ့မင်းတို့ငါ့ကိုကြောင်းမှာကြောင်းတိုင်းပြစ်ထားပြီးတော့မပြစ်ထားတယ်ကြောင်းတိုင်းပြစ်ထားပြီးတော့ဒါရမပေါ်ပဲနဲ့အစာငတ်ပြီးတည်အောင်လုပ်နေတာလားဘုန်းကြီးကတေတယောက်ခေါ်ထားတဲ့ရွာသူရွာသားတွေကိုမေးတော့ရွာသူရွာသားတွေကဘုန်းကြီးဖေဟာတဲ့အရှင်ဘုရားစကားတပည့်တော်တို့နားမလည်ပါဗျာတဲ့ရှင်းပြောမယ်ကွာတဲ့နားမလည်ပဲဘယ်လိုငါ့ကိုပြစ်ထားပြီးတော့9ရက်လောက်ပဲဆုံးနေပို့တယ်အခုငါမှစားကြံမရှိတော့ဘူးဒါကြောင့်ရှင်းတော့ကဆိုတယ်မို့လား
နေရွာကြားကြောင်းထိုင်ရင်နေရွာကြားကြောင်းထိုင်ရင်ကောင်းနိုင်ွယ်ချီဘူးထင်လေတဲ့ရှေးစာဆိုတွေကရေးတာနေရွာကြားမှာကြောင်းထိုင်ကောင်းနိုင်ွယ်မရှိဘူးတဲ့စွန်ကုန်လေးကိုရွာကပို့လို့ဒီရွာကပို့လို့နဲ့ဘလို့ပို့မှာပေါ့ကွာငါပို့လည်းဖြစ်တာပဲဒီလိုလုပ်တဲ့အခါကျတော့အဲ့ဒါနဲ့တကားကြီးကောင်းရွာမြောက်ရွာတကားကြီးကဆရာတော်ဘုန်းကြီးရှိမှာပဲတိုင်ပင်ပြီးတော့ဒီလိုလိုအာယုံဆုံးနေဆုံးအတွက်တနေ့ကိုဒီလိုလိုတောင်ရွာက3အုပ်မြောက်ရွာက3အုပ်ပို့ပါမယ်ဗျာအဲ့လိုကြိပေးပြီးရှောက်ခဲ့တာပေါ့ဒါပေမဲ့ဆွန်းကိုတဲ့အခါကျတော့ဒုတိယနာပရိသတ်ရွာသူရွာသားတွေကသူတို့စားတဲ့ဖြစ်တယ်လို့စားတဲ့ဆွန်းလို့ဟင်းလို့ပဲပို့တဲ့အခါကျတော့အဲ့ဒီကြောင်းတဲ့ဘုန်းကြီးကဒုတိယနာပရိသတ်မစားနိုင်ဘူးလေမစားနိုင်တော့ဒီကတအိမ်တယောက်ခေါ်နေလို့မဖြစ်ဘူးငါမာယာအတက်နဲ့လှည့်စားမှာပဲကျောင်းဘုန်းကြီးအကြံမထုတ်ဘူးလားဟုတ်ပါဗျာမာယာအတက်နဲ့နော်မာယာအတက်နဲ့လှည့်စားမှာပဲဆိုတော့ဒုတိယနာပရိသတ်တောင်ရွာကလူတွေဆွမ်းညိုက်လာပို့ရင်ကျောင်းနိုင်ဘုန်းကြီးကမြောက်ရွာကတကားကြီးကောင်းကြောင်းကျက်သားကိုလေးစိတ်စစ်ပြီးတော့နှပ်ပြီးတော့ပို့လိုက်ကြောင်းတောင်ရွာတကားကြီးလာရင်ပြောတယ်အဲ့ဒီလိုလေးစိတ်စိတ်ပြီးပို့တဲ့ကျက်သားကိုဘုန်းကြီးကကျောင်းသားကိုရင်စားကျောင်းသားစားမကုန်ကြောင်းမကုန်တဲ့ကျက်သားကိုကျောင်းကခွေးပိန်လေးကိုကျွေးတဲ့အခါခွေးပိန်လေးကကျက်သားကိုမရှိနိုင်လို့တကိန်ကိန်ညီတဲ့အကြောင်းဘယ်လိုညီလဲကျက်သားလုံးမရှိနိုင်လို့တဲ့ဒုတိယနာပရိသတ်အဲ့တော့ပေါ်များတဲ့အကြောင်းပေါ့လေမြောက်ရွာကပို့တဲ့အကြောင်းပြောတောင်ရွာကဆုံးဖို့လာရင်မြောက်ရွာတောင်ရွာကဆုံးမြောက်ရွာကဆုံးဖို့လာရင်အဲ့ဒီလိုရှင်ပါရိပုတ္တရာရှင်မဟာမောက္ခလရှင်အာနန္ဒာအနုရုဒ္ဓအစရှိတဲ့အဲ့ကသာဝကမဟာသာဝကကြီးတွေတောင်းတရားမနာဘဲနဲ့သောတာပန်မဖြစ်နိုင်ဘူးဖြစ်နိုင်ရဲ့လားအဲ့လိုဉာဏ်ပညာဣတရိရတဲ့သာဝကကြီးတွေတောင်းတရားမနာဘဲနဲ့သောတာပန်မဖြစ်နိုင်ဘူးဆိုရင်ဒုတိယနာပရိသတ်ဒါကြောင့်တရားနာပရိသတ်တွေကိုအထူးမှာနေတာကသောတာပန်မဖြစ်မရှင်းဘာမဖြစ်ရှင်းလဲတရားများများနာပြီးပါအာနာပြီးရသောတာပန်မဖြစ်မရှင်းတရားများများနာပြီးပါလို့ဒုတိယနာပရိသတ်တွေကိုနောက်ဆုံးအနေနဲ့မှားပြီးတော့ဒုတိယနာပရိသတ်တရားနိဂုံးကအဆုံးသတ်ရအောင်နေမိတသာဝုဒန္တံဂိရိမေကလံဘုဒ္ဓတာဂောရံသသေနမာရံဒါနရိဓမ္မဝိရိဏစိဒဝါမုနိန္ဒောတံဒေသတာဘဝတုမေဇယမင်္ဂလကံဘဝတုဒေဇယမင်္ဂလကံမဏိကကဆုံလာပြီဘုရားနေ့ထဲမှာတရားကမန္တသားကိုအောင်တဲ့နေ့ကဆုံလာပြီနေ့ဂိရိမေကလံယောမုနေတော်ခြင်းမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသည်ဂိရိမေကလံဂိရိမေကလာပြည်ကြီးသောစင်ကိုကိုရိတံတသိထသောအဘိဓိမိရတာဝဒန္တံအလုံးဖန်စင်အတော်လက်နဲ့တကွဖြစ်သောဘာဝန္တံလက်ယုံတထောင်ချိထသောဂောရံပြတံစွာထသောသတိနာမာရံ
စစ်တင်တဲ့ဓမ္မသောမာနသာကိုဒါနရိဓမ္မဝိဒိနာဒါနပါရမီအစရှိသောတရားတည်ဟူသောအစီအရင်ဖြင့်ဇိဒဝါအောင်မြင်တော်မူခဲ့ပါလိမ့်မည်တဏိသာသာမာနသာကိုအောင်မြင်တော်မူသောကိုမြတ်စွာဘုရား၏တကူတော်အပြင်ဒီတုံမှာကံအလူဒါနမန္တပြတို့တွင်အမြတ်ဆုံးအတာဆုံးအကောင်းဆုံးဖြစ်တဲ့ဓမ္မဒါနဆိုတဲ့တရားအလူကြီးကိုပြုလုပ်အားထုတ်ကြကုန်သောဓမ္မဒါနအလူချင်းမိသားစုများတဲ့တကွာတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့အားအဲ့ကမြတ်ဆုံးဖြစ်သောဇယမင်္ဂလံအောင်မြင်ခြင်းမင်္ဂလာပြာပြသည်ဝါဇယမင်္ဂလံကိုယ်တွင်ကိုယ်ပတ်ရှိသမျှဘေးဒဏ်ခတ်သိမ်းရန်ကိုမကြံမတွင်အောင်မြင်ခြင်းမင်္ဂလာပြာပြသည်ဝါဇယမင်္ဂလံတို့ခကြီးတစ်ချောင်း၌အောင်မြင်မှုအပေါင်းကိုတရဘူးဆောင်းနိုင်ခြင်းသည်ဘဝတုယနေ့ကစ၍နိဗ္ဗာန်သို့ရောက်ကြသည့်ဘဝတိုင်အောင်မှန်စွာမသွေအောင်မြင်ကြီးအောင်မြင်နိုင်ကြပါစေကုန်သတည်း